လုံးပဲမင်္ဂလာပါမိသူခိုင်ပါဒီနေ့ day 5ရဲ့စကားပြောကြမယ်ဆိုတဲ့ challenge လေးမှာတော့ကိုယ့်အနေနဲ့စကားပြောတဲ့အခါမှာပေါ့နော်ဖြစ်တဲ့အကျင့်တွေကမှတတိထားမိရဲ့အချက်လေးကိုပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မေတ္တာရခံချင်တာကတော့ဒီနေ့ကနည်းနည်းလေး energy drain ဖြစ်နေရပါတော့အဲ့တော့ပထမတော့မလုပ်ဘူးလို့တော့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့လည်းday 5တောင်ရောက်လာပြီးတော့မယ်ဆိုပြီးတော့လုပ်ဖြစ်သွားတာပါအဲ့တော့အကြောင်းအရာလေးကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့ကိုကပေါ့နော်ပထမဆုံးအနေနဲ့မိဘနဲ့စကားပြောတဲ့အခါအထူးသဖြင့်အမေပေါ့နော်အမေနဲ့စကားပြောလို့ရှိရင်စကားကအခုပြောနေတယ်လို့ပုံမှန်ပြောနေရမျိုးမဟုတ်ဘူးကွာမြန်နဲ့လုံးပြီးတော့စကားကလုံးနေလို့ခံစားမိရပေါ့နော်ပြီးတော့အတန်ကလည်းပုံမှန်ထက်ပိုကျယ်လို့ခံစားရတယ်ပြီးတော့တငယ်ချင်းတွေနဲ့စကားပြောတာတငယ်ချင်းတွေနဲ့ကြာတော့အဲ့လိုစကားပွဲတစ်ခုလုပ်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူတို့ကမေးခွန်းမေးလိုက်လို့ရှိရင်လူကစကားကိုဒုံးတီပဲပြန်ပြောရကွာစကားပွဲကိုမဆက်နိုင်ဘူးဖြစ်တာပေါ့နော်အဲ့လိုဖြစ်တယ်တူပဲဖြစ်နေရများတယ်ပြီးတော့နောက်ဆုံးတစ်ခုကကျတော့စာနဲ့ပတ်သက်တာပေါ့နော်စာမှာဆိုရင်တော့အထူးသဖြင့် presentation ပေါ့နော် presentation လုပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုယ့်အလှည့်မရောက်ခင်မှာဆိုရင်ကြိုပြီးတော့ကြိုတွေးမိနေပြီးတော့လူကလေအဲ့လိုခြေမကိုင်းမိလက်မကိုင်းမိဖြစ်နေတယ်ပြီးတော့တကယ်တမ်းလုပ်ရပြီဆိုတာနဲ့လူကအဲ့လိုစကားပြောနေလို့စကားပြောပြီးဆိုတာနဲ့အဲ့လိုအတန်နေလိုက်နဲ့တုံအတန်တုံတရားမျိုးပါဖြစ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကြတော့ခြေစကားပြောနေရင်လည်းအဲ့လိုခြေထောက်တွေလက်တွေပါတုံပြီးတော့အေးလာတာပေါ့နော်ပြီးသွားရင်အဲ့ဒီပြောသွားတဲ့ presentation ကို present လုပ်သွားတဲ့အကြောင်းအရာကိုပြီးသွားလို့ပြန်ပြီးတော့တွေးကြည့်လို့ရှိရင်ပြန်ပြီးတော့စဉ်းစားလို့မရဘူးပေါ့နော်အဲ့လိုဖြစ်တယ်နောက်ဆုံးတစ်ခုကိုပြောမယ်ဆိုရင်တော့အခုဗီဒီယိုရိုက်နေတာပေါ့နော်အခုဗီဒီယိုရိုက်နေတဲ့အခါမျိုးမှာဆိုရင်တစ်ချက်ကြားလို့ရှိရင်မျက်စိကအပေါ်ကိုအဲ့လိုဆွေသွားတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီအချက်ကကြတော့ဘာလို့ထည့်ပြောရလဲဆိုတော့မနေ့ကကိုဖတ်တဲ့စာတစ်ခုမှာပေါ့နော်သူကအဲ့လိုကိုလူတယောက်ကလည်းစကားပြောနေတဲ့အခါမျိုးမှာလည်းအဲ့လိုမျက်စိကိုလူတယောက်ကကိုစကားသွားပြောတဲ့အခါမျိုးပါပေါ့နော်အဲ့ဒီစကားပြောခံရတဲ့သူကအဲ့လိုမျက်စိကိုဆွေပြီးတော့ကြည့်လိုက်တဲ့အခါမျိုးတွေမှာတဲ့အဲ့ဒါကသူနဲ့စကားဆက်မပြောချင်တဲ့ပုံပေါက်တယ်လို့ရေးထားရပါတော့အဲ့နဲ့ကိုတွေးမိတာငါအဲ့လိုလုံးမိနေတာကပေါ့နော်အဲ့လိုမျိုးပုံစံလားလို့တွေးမိရပေါ့နော်ဒါပေမဲ့ဒုတိယတစ်ခေါက်ပြန်ဖတ်တဲ့အခါမျိုးမှာကျတော့ဘယ်လိုမျိုးခံစားမိလဲဆိုတော့ तू ကစာရေးသူပြောချင်တာကလူတစ်ယောက်ကတခြားသူတစ်ယောက်ကိုစကားသွားပြောတဲ့အခါမှာဒီတခြားသူကနေပြီးတော့မှသူနဲ့ဒီလူနဲ့စကားမပြောချင်တဲ့အတွက်ကြောင့် reaction လုပ်လိုက်တာကွာအခုဖြစ်နေတဲ့ reaction နဲ့မဆိုင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတာကိုသိလိုက်ရတယ်ကိုအနေနဲ့ဖြစ်နေတဲ့ပုံစံအားလေးပေါ့နော်အဲ့လိုတခုခုကိုစဉ်းစားလို့မရတော့တဲ့အခါမျိုးမှာအဲ့လိုမျက်စိကအပေါ်ဆွေတက်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲပေါ့နော်အားလုံးပဲဒါပျော်ရွှင်တဲ့ညလေးဖြစ်ပါစေတတာ